ကျွန်တော်တို့ကအဲ့ဒီ69ခုနှစ်တုန်းကကျွန်တော်တို့က53,853ကျွန်တော်တို့က14နှစ်ခန့်စောအထက်မှာပြီးမှစက်ရုံ50ကျော်ထူထောင်ပြီးပြီမလွဲမသွေအေယာဝတီမြစ်တန်းကနေအထက်မှာပြီးသိမ့်ဖို့စစ်သင်္ဘောတွေလာမယ်ထင်လို့ရေမြုပ်ပုံထောင်တာလဲအောင်မြင်ခဲ့ပြီးကျွန်တော်တို့နိုင်ငံမှာခဏခဏအရေးကောင်းပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်တော့မယ်ဆိုရင်အဲ့ဒီအာဏာယူထဖောက်ရတယ်အဲ့ဒီမိကုန်းတိုင်းညီကောင်နှစ်ပါးထဖောက်လိုက်တာနဲ့ကနောင်မင်းသားကြီးကြာဆုံးတာတိုင်းပြည်အထိုးလဲတာအရန်နစ်နာဖို့ကောင်းတဲ့40ခေါ်တကယ်အင်းနဲ့အားနဲ့အချိန်တိုင်းပြည်အထိုးလဲတယ်အဲ့တော့နှစ်ခါအထိုးလဲထားတဲ့နိုင်ငံအပိုင်းအခြားလေးနဲ့3ချက်ပဲရှိတဲ့နိုင်ငံကြီးဒီနေ့အချိန်ကြီးပြန်တွက်ကြည့်တစ်ပေါင်း80နာကတ်လူတော်မှ80ဆိုရင်မကောင်းတော့တိုင်းပြည်လည်းအိုပြီကျွန်တော်တို့လည်းလူတွေလည်းအိုနေကြတယ်အဲ့တော့ပျော်မြင့်နေတဲ့ကလေးတွေအဲ့ဒီအိုတဲ့အမွေကြီးတစ်ခုတော့လက်စစ်ကမ်းမပေးကျင်တော့အရေးကြီးတာစိတ်ခွန်အားတွေနဲ့မိမိအနာဂတ်ကိုမိမိဘလို့ဖြတ်တန်းကြမှာတော့ကိုယ်တိုင်းပြည်အရေးစီကိုယ်အရေးလို့သူတို့ရဲ့ရင်ပတ်ထဲမှာရောက်အောင်တော့ပို့ဆောင်ပေးကြရမယ်